ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြစ်တွေက900ကျော်ရှိတယ်အဲ့ဒီထဲမှာပတ်မာမြစ်ဆိုတာအကြီးဆုံးနဲ့အကျန်းဆုံးသောရေတွေတအားလိုင်းကျန်းနဲ့ကျဲတဲ့မြစ်ကြီးဖြစ်တယ်အဲ့ဒီမြစ်ကဆိုလို့ရှိရင်အနောက်တောင်ဘက်ခြမ်းဘင်္ဂလားဒေ့ရှ်နဲ့ဒီမြို့တော်ဒါကာနဲ့ကိုခြားထားပြီးတော့အဲ့ဒီပိုင်းကဘင်္ဂလားဒေ့ရှ်ကအနောက်တောင်ဘက်ကလူဦးရေတန်း30ကျော်ရှိတယ်အဲ့မှာလေယာထွက်ပစ္စည်းနဲ့ရေထွက်ပစ္စည်းတွေများတယ်ဒါပေမဲ့လည်းအဲ့ဒီမြစ်ကြီးကချားနေတဲ့အတွက်တစ်ခါကူးရင်9နာရီ10နာရီအဲ့ဒါသင်းဘောတွေနဲ့ကူးရတယ်ဆိုတော့အဲ့ဒါတနိုင်ငံလိုဖြစ်နေပြီးစက်ရုံတွေကအဲ့ဘက်မှာမဆောက်ချင်ကြဘူးဒါကနဲ့နီးတဲ့နေရာပဲလမ်းပန်းဆက်သွယ်ရေးနေရာမှာဆောက်ချင်ကြတယ်အဲ့ဒါနဲ့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့အစိုးရကအဲ့ဒီမြစ်ကြီးကိုတရားကြီးပေါ့တရားကြီးက6ကီလိုမီတာရှည်မယ်တရားကြီးကိုစောက်ဖို့ပေါ့ bridge ကိုစောက်ဖို့စီမံကိန်းလုပ်တာပေါ့စီမံကိန်းလုပ်တော့ကုန်ကျစရိတ်ကဆိုရင်1.7 billion လောက်1.8 billion လောက်ကုန်မယ်တော်တော်လေးခက်ခဲမယ်မြစ်ကလည်းနဲ့တယ်တိုင်ပိုင်းနေဆိုလဲတောက်တိုင်နေလဲအနက်ကြီးပေါ့100ကျော်ကီလိုမီတာလောက်ကိုအနက်ကြီးတွေစိုက်ရမယ်အဲ့တော့ရေစီးရလဲကျန်းတယ်အဲ့ဒီရေကျန်းတာကိုလည်းခါတဲ့ဘေးမှာရေချောင်းကိုလည်းငိမ့်အောင်ပြောင်းအောင်လုပ်ရမယ်တိုင်တွေရောအဲ့လိုတန်ကြီးတွေမတက်အောင်လုပ်ရမယ်စသဖြင့်ခက်ခဲတာပေါ့နော်အဲ့ဒါကိုအစိုးရကစီမံကိန်းလုပ်တာပေါ့လုပ်တဲ့ခါကျတော့သူတို့ကဒီဘင်္ဂလားဒေ့ရှ်က World ကမ္ဘာ့ဘဏ်ကနေငွေချီးတာပေါ့ငွေချီးတော့ကမ္ဘာ့ဘဏ်ကပေးမယ်ဆိုပြီးနောက်တော့2014ခုနှစ်မှာ corruption ပေါ့လက်စားမှုတွေဒီ project မှာပေါ့ဘင်္ဂလားဒေ့ရှ်အစိုးရလက်စားမှုများတယ်ဆိုပြီး cancel လုပ်လိုက်တယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်ကအဲ့ဒါပတ်စံမရဘူးပေါ့ financing ချီးလို့မရဘူးဖြစ်သွားတာပေါ့အဲ့အတွက်ကြောင့်မို့အဲ့တော့ဘင်္ဂလားဒေ့ရှ်ကဘာလုပ်လဲဆိုတော့ဒီဟာသူတို့ကိုယ်တိုင်သူတို့ပတ်စံပဲသုံးမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးတော့ဒါပေမဲ့သူတို့ကိုယ်တိုင်ကြတော့မဆောက်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့ကတရုတ် company တွေကတော်တယ်တရုတ်ကလည်းမြစ်တရုတ်ပြည်မှာရှိတဲ့ရန်စီမြစ်တို့ဘာတို့တွေကိုတရားတွေဖြတ်တာတွေနောက်ဥမင်နိုင်ကောင်းတွေအမြန်ရထားတွေအကုန်လုံးတက်နေတာဆိုတော့အဲ့ဒါတရုတ် company ကိုအဲ့ဒီဘင်္ဂလားဒေ့ရှ်အစိုးရက contract ပေးလိုက်တာပေါ့ဒီလောက်သူတို့စီမှာဘင်္ဂလားဒေ့ရှ်မှာ engineer တွေကဒီလောက်အတွေ့အကြုံလည်းမရှိဘူးမတော်ဘူးဆိုတော့အဲ့ဘင်္ဂလားဒေ့ရှ်ကတရုတ် company ကို contract ပေးပြီးတော့အဲ့ဒီတရားကြီးကိုစောက်လိုက်တာပေါ့စောက်လိုက်တဲ့အခါကျတော့2020မှာဖွင့်ပွဲကြီးကျင်းပနိုင်ခဲ့တယ်အဲ့တော့တော်အောင်မြင်ဖြစ်သွားပါတယ်Chinese engineering firms had already spent decades building massive bridges across some of the toughest rivers. တော်ခက်တယ်ရေစီးရေလာလေအရန်ကျန်းတယ်နော်တရုတ်ကအခုဆိုလို့ရှိရင်အာရှမှာရောအာဖရိကရောဒီ World Bank တို့အနောက်နိုင်ငံတွေကငွေမချီးတာမလုပ်ပေးတဲ့နေရာတွေမှာတရားတွေစောက်ပေးတယ်ရထားတွေစောက်ပေးတယ်တရုတ်ကငွေလိုရင်လည်းပတ်စံချီးပေးတယ်သူတို့ရဲ့စောက်လုပ်ရေး company တွေနဲ့လည်း contract ပြီးတော့စောက်ပေးပါတယ် construction contract went to China Major Bridge Engineering Company, a subsidiary connected to one of China's largest state-owned engineering groups, China Railway Group. The contract for the main bridge structure alone reportedly stood at around $1.5 billion. This created a structure where Bangladesh financed the project while Chinese companies handled much of the bridge construction itself. And that distinction is important because many people still misunderstand the project today. China did not fully finance the Patna Bridge. Bangladesh carried most of the financial burden itself. But without Chinese engineering companies, building the bridge at this scale and speed would have been far more difficult. As construction preparations moved forward, another reality became clear. Paying for the bridge was only half the challenge. Actually building it across the Padma River would test engineers, workers, and planners in ways Bangladesh had never experienced before. Because the Padma was not a calm river waiting for a bridge, it was one of the most unstable rivers in the region, and that created
biggest engineering problems of the entire project. Most large bridges depend on stable foundations. Engineers study the ground, calculate pressure loads, and place deep foundations into predictable soil conditions. But the Padma River does not behave predictably. Sediment moves continuously. In 2022, Bangladesh officially inaugurated the Padma Bridge. The following day, traffic began moving across it for the first time, and the change was immediate. Vehicles that once depended on ferry schedules could now drive directly across the river. Buses, trucks, private cars, and motorcycles started using the crossing within hours of opening. For many people in the Southwest, this was the first time they could travel toward Dhaka without waiting at ferry terminals. The actual crossing that once involved waiting in long ferry lines could now take around 10 minutes by road. Economists and development studies inside Bangladesh estimated that the bridge could increase the country's GDP by more than 1% over time, while economic activity in the Southwest could rise even further due to improved connectivity. Those numbers may sound small at first, but for a country the size of Bangladesh, even a 1% increase in GDP represents billions of dollars in additional economic activity. And China's role in that transformation is difficult to ignore. So now let me ask you this: will projects built with Chinese engineering continue reshaping transportation networks across Asia and Africa? And as Western lenders often hesitate on high-risk infrastructure,